စီမံညွှန်ရဲ့သွင်းကိုနဲ့အာဆင်နယ်ကိုဖိအားပေးလိုက်ပြန်တဲ့မန်စီးတီးမန်ချက်စတာစီးတီးအသင်းဟာအန်ဒရိုက်စီမံညွှန်ရဲ့တလုံးနဲ့သောအနိုင်ကိုနဲ့အတူလီယူနိုက်တက်ကိုတကူကိုမရှိတဲ့အနိုင်ယူပြီးအမှတ်ပေးစရာထိပ်ကအာဆင်နယ်နဲ့2မှတ်အကွာကိုပြန်လည်ရောက်ရှိလာခဲ့ပါပြီ။အဲဒီနောက်ပွဲပြီးမှာတော့မန်စီးတီးနီးပြဘက်ဂွာဒီယိုလာကသူ့အသင်းရဲ့အရင်ကရခဲ့မှုတဲ့ချန်ပီယံလမ်းကြောင်းမှတ်တမ်းကောင်းတွေကိုလုံးဝကြီးမဆိုင်ဘူးလို့ပြောဆိုလိုက်ပြီးပွဲတစ်ပွဲချင်းစီကိုပဲအာရုံစိုက်သွားမယ်လို့ဆိုလိုက်ပါတယ်။စနေနေ့ကအယ်လန်ရိုကွင်းမှာကစားခဲ့တဲ့ဒီပွဲမှာစီမံညွှန်ရဲ့သွင်းကိုကမန်စီးတီးအတွက်အဆုံးဖြတ်ဖြစ်ခဲ့တာပါ။မန်စီးတီးကနောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိ16ပွဲမှာ17ပွဲနိုင်4ပွဲတရေတပွဲပဲရှုံးနိမ့်ခဲ့ပြီးအမှတ်38မှတ်ထိစုဆောင်းထားနိုင်ခဲ့ပါတယ်။ဒါဟာပွဲစဉ်73ကစလို့တွက်မယ်ဆိုရင်တခြားဘယ်အသင်းထက်မဆိုအနည်းဆုံး9မှတ်ပိုများနေတာဖြစ်ပြီးဒုတိယလိုက်နေတဲ့အာဆင်နယ်ကတော့32မှတ်ရထားတာပါ။အခုဆိုရင်ချန်ပီယံလူပွဲရဲ့အရှိန်ဟုန်ကမန်စီးတီးဘက်ကိုရောက်လာသလိုရှိနေပါပြီ။အာဆင်နယ်ကတော့တနင်္ဂနွေနေ့မှာချယ်ဆီနဲ့ပွဲကြီးပွဲကောင်းကစားရမှာဖြစ်ပြီးမန်စီးတီးကတော့ရာသီကုန်ရင်ခြေစွမ်းပြလေးရှိတဲ့အစဉ်လာတိုင်းဖြစ်လာနေတာပါ။ဒါပေမဲ့ဂွာဒီယိုလာကတော့အတိတ်ကအောင်မြင်မှုတွေအပေါ်လုံးဝအားကိုးခြင်းမရှိပါဘူး။ကျွန်တော်ကတော့အတိတ်ကဟာတွေကိုလုံးဝဂရုမစိုက်ပါဘူး။အတိတ်မှာဖြစ်ခဲ့တာတွေကအတိတ်မှာပဲကြံခဲ့ပါပြီ။အရင်တုန်းကလီဗာပူးကိုကြော်ပြီးချန်ပီယံဖြစ်ဖို့73ပွဲဒါမှမဟုတ်14ပွဲဆက်တိုက်နိုင်ခဲ့တုန်းကလေကျွန်တော်တို့အဲ့ဒီပွဲတွေအားလုံးဆက်တိုက်နိုင်မယ်လို့ကြိုမသိခဲ့ပါဘူး။ပွဲတစ်ပွဲချင်းစီကိုပဲအာရုံစိုက်ခဲ့တာပါ။အခုလဲကျွန်တော်တို့လူပြန်ဆွရပါမယ်။တကယ်ရာသီကအခုမှစတာပါ။ခက်ခဲတဲ့ပွဲတွေအများကြီးလာအောင်ပါပါ။ကျွန်တော်တို့ရင်ဆိုင်ရမယ့်အသင်းတွေကတမ်းမစင်းရအောင်ရုန်းကန်နေရတဲ့အသင်းတွေဒါမှမဟုတ်ဥရောပဝင်ခွင့်အတွက်စူးစမ်းနေတဲ့အသင်းတွေပါပွဲတိုင်းကတကယ်ကိုခက်ခဲပါလိမနေ့က Wolves တို့ Aston Villa ကိုနိုင်သွားတာကိုကြည့်ရင်သိနိုင်ပါတယ်လို့ Guardiola ကဆိုပါတယ်ဒီပွဲမှာ Man City အသင်းဟာအဓိကတိုက်စစ်မှုဟာလန်က training ဆင်းနဲ့ဒဏ်ရာအနေငယ်ရသွားတာကြောင့်ဟာလန်မပါဘဲကစားခဲ့ရတာပါဒါပေမဲ့2020-23ရာသီကစလို့ Norway တိုက်စစ်မှုမပါတဲ့18ပွဲမှာ14ပွဲအထိအနိုင်ရထားပြီးနိုင်ပွဲရရှိမှု88%အထိရှိနေပါတယ်ဟာလန်မပါဘဲအဆင်ပြေနေတာကိုကျေနပ်လားလို့မေးတဲ့အခါမှာတော့ Guardiola ကကျေနပ်ပါတယ်ဒါပေမဲ့သူပြန်လာတာကိုပဲပိုလိုချင်တာပေါ့ဆိုပြီးရီရီမောမောနဲ့ဖြေဆိုခဲ့ပါတယ်။လာမယ့်ဗုဒ္ဓဟူးနေ့ Nottingham Forest နဲ့ပွဲမှာလေဟာလန်ပြန်ပါလာမလားဆိုတာကိုတော့မသိသေးဘူးပဲလို့ Guardiola ကဆိုပါတယ်။ Man City အတွက်အနိုင်ကိုရှင်စီမံညိုဟာ Man City ကိုရောက်လာပြီးနောက်ပိုင်း၄ဂိုးသွင်းတဂိုးဖန်တီးနဲ့ဂိုးပေါင်ဝင်ပတ်သက်မှု9ချိန်အထိရှိလာပြီးဖြစ်ပြီးဂိုးပေါင်မှာနဲ့ João Pedro တို့6ချိန်စီပြီးရင်အကောင်းဆုံးစွမ်းဆောင်ထားနိုင်တာပါ။စီမံညိုသွင်းသွားတဲ့ဂိုးဟာဆိုရင် Ryan Cherki နဲ့ Inuri တို့ရဲ့အကောင်းဆုံးဖန်တီးမှုကနေရလာတာဖြစ်ပြီးတကယ်ကိုအရေးသွေးမြင်မာတဲ့ချိတ်ဆက်မှုနဲ့သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။အခုလိုပွဲအစမှာခက်ခဲခဲ့ပေမဲ့စိတ်ရှည်ရှည်ထားပြီးတိုက်စစ်ဆင်ခဲ့ကြတဲ့သူကစားသမားတွေကို Guardiola ကအခုလိုပဲချီးကျူးသွားခဲ့ပါတယ်။ဒီမှာကစားရတဲ့ပွဲတိုင်းလိုပဲပထမ10မိနစ်15မိနစ်ကတော်တော်ခက်ပါတယ်။သူတို့ကတဦးချင်းရှင်လို့တဲ့နေရာမှာအရန်ကြမ်းကြပါတယ်။ကျွန်တော်တို့ဘောလုံးပေးပို့မှုပေါင်းဂရီနဲ့ချီပြီးတော့လုပ်ခဲ့ရပါတယ်။ဒါကအလုပ်တော့ဖြစ်ပါတယ်။အစာပိုင်းမှာတော့တိုက်စစ်စင်မှုထက်ဘောလုံးပေးနေတာမျိုးဖြစ်နေခဲ့ပါတယ်။သူတို့ဘလောက်ခံစီကောင်းလဲဆိုတာကျွန်တော်တို့သိနေလို့ပါ။ဒါပေမဲ့နောက်ဆုံးမှာတော့ဒါဟာတကယ်ကိုနိုင်ပွဲကြီးတစ်ပွဲပါပဲ။ကျွန်တော်တို့နောက်တန်းမှာနေရာလွတ်တွေရှာမတွေ့ခဲ့လို့ပို့ပြီးစူးစမ်းခဲ့ရပါတယ်။ကစားသမားတွေအားလုံးတကယ်ကိုထူးထူးခြားခြားစူးစမ်းအားထုတ်ခဲ့ကြပါတယ်ဆိုပြီးတော့ Guardiola ကပြောဆိုသွားခဲ့ပါတယ်။